နေကြိုးစားပါတယ်ဒီနေ့ကိုတို့က JavaScript mini app လေးတစ်ခုကိုသွားပြီးတော့ဖန်တီးကြမယ်ဆိုတော့ဘယ်လိုမျိုး JavaScript mini app လဲဆိုရင်ဒီမှာလာပြီးတော့QR code generator ဆိုတဲ့ mini app လေးတစ်ခုကိုသွားပြီးတော့ဖန်တီးကြည့်ကြမယ်ဒီ QR code generator ဆိုတဲ့ app လေးကဘယ်လိုမျိုးလုပ်ဆောင်ချက်တွေရှိရလဲဆိုရင်ကိုတို့ကဒီမှာ Anna tabs or URL လို့သွားပြီးရေးထားတယ်ဆိုတော့အဲ့ဒီမှာကိုတို့က URL ခုခုကိုသွားပြီးတော့ထည့်ရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီမှာသွားပြီးတော့ slideshow ကိုသွားပြီးတော့ slide ထည့်ရင်ပဲဖြစ်ဖြစ်ကိုတို့ကအဲ့ဒီဟာတွေကိုအဲ့ဒီစာသားတွေအဲ့ဒီ URL တွေကို generate လုပ်ပေးတော့မှာဘာလဲလဲဆိုရင် QR code အနေနဲ့ကိုတို့က generate လုပ်ပေးတော့ okay เนาะဒီမှာလာပြီးတော့ generate QR code ကိုနှိပ်တဲ့အခါမှာဒီမှာ QR code တစ်ခုကိုတို့ကရနေလိမ့်မယ်ဆိုတော့အဲ့ဒီ QR code ကိုညီတို့ညီမတို့ရဲ့ mobile phone ကိုပဲသုံးပြီးပဲဖြစ်ဖြစ်ဒါမှမဟုတ် Sharp scanner 2တွေကိုသုံးပြီးပဲဖြစ်ဖြစ်သူ့ကို scan ဖတ်မယ်ဆိုရင်အခုလောဆယ်ကိုတို့ဖန်တီးကြတာကအဲ့လို I love you ဆိုတဲ့ဒီစာသားလေးကဒီ text လေးကပေါ်နေရမယ် okay เนาะဒီမှာလာပြီးတော့အဲ့ဒါကမှကိုတို့ကဒီ QR code ကိုတင်ထားခြင်းနဲ့ဆိုရင် download QR code ဆိုပြီးတော့ဒီမှာ QR code လေးကိုတို့သွားပြီးတော့တင်ခြင်းရင်လည်းဒီမှာတင်ထားလို့ရသေးတယ် okay เนาะဒါဆိုရင် QR code လေးကိုတို့က JPG file နဲ့သွားပြီးတော့တင်ထားလို့ရတယ် okay အဲ့ဒါဆိုရင်ဒီဟာလေးကိုသွားပြီးတော့ဖန်တီးကြည့်ကြမယ်ပေါ့ okay ဆိုတော့သူ့ကိုဖန်တီးဖို့အတွက်ဆိုရင်ကျွန်တော်ကိုတို့က file လေးကိုသွားလိုက်မယ်စနစ်တကျဖြစ်တော့ကိုတို့ရဲ့ document ထဲမှာဆိုတော့ထပ်ပြီးတော့ folder လေးတွေအသေးတစ်ခုသွားပြီးတော့ယူထားလိုက်မယ်ဆိုတော့ folder လေးတစ်ခုသွားယူထားလိုက်မယ်ပြီးတော့ပြီးရအောင် CSS project ဆိုတဲ့ folder လေးကိုယူထားခဲ့လိုက်မယ် okay ပြီးရခါမှာပြီးရအောင် CSS project ဆိုတဲ့ folder ထဲမှာကိုတို့ကသူ့ကိုသွားပြီးတော့ file လေးတစ်ခုသွားပြီးတော့ယူမယ်ဆိုတော့ ns.html ဆိုတဲ့ file လေးကိုသွားပြီးတော့ထည့်ထားလိုက်မယ် create လုပ်ထားလိုက်မယ် okay ဒါဆိုရင်ရပြီဒီကနေပြန်ပြီးတော့လိုက်တော့ပြီးတော့ညီမတို့က Windows သုံးတယ်ဆိုရင်လည်း Windows မှာပြန် right click ခောက်ပြီးတော့ new folder နဲ့တစ်ခုတွားယူလို့ရတယ် okay နော် file တစ်ယူတာကကိုကတော့ Linux သုံးတာဖြစ်တဲ့အတွက်ဒီမှာလာပြီးတော့ command ကနဲ့ယူလို့ရတယ် okay နော်ပြီးတော့ project ဆိုတဲ့ folder ထဲမှာခုနကအကိုယူခဲ့တဲ့ index.html ဆိုတဲ့ HTML file လေးရှိနေပြီဆိုရင်ကိုတို့ကဒီ project ဆိုတဲ့ folder လေးကိုတက်ဆိုင်ရာကိုယ့်ရဲ့ဒီနေ့တက်တဲ့ editor ကိုသုံးပြီးတော့ကိုတို့ကဖွင့်ထားလိုက်မယ်ကိုကဒီမှာလာပြီးတော့သူ့ကိုဟိုက Visual Studio Code ကိုသုံးပြီးတော့ဖွင့်ထားခဲ့လိုက်မယ် okay VS Code တွေကိုသုံးထားလိုက်မယ်ဒီနေ့မှာညီမတို့က Webstone လို့နောက်အခြား editing software တွေကိုသုံးရင်လည်းရတယ် okay နော်ဆိုတော့ဒီမှာလာပြီးတော့ဒါဆိုရင်ရပြီဆိုရင်ကိုတို့ကဒီမှာလာပြီးတော့စပြီးတော့ create လုပ်မယ်ဆိုတော့ဘိုးတို့ကတော့ကိုတို့ရဲ့ထုံးစံတိုင်းပဲဘယ်ကနေစမှာလဲဆိုရင် .html ကနေစမယ်ပြီးတဲ့ကောင်ကဆိုတော့ HTML နဲ့စမယ် HTML နဲ့ပြန်ပြီးတော့ create ထားမယ် partition နှစ်ပိုင်းပါမယ် HTML tag နဲ့ okay HTML tag နဲ့ body body ဆိုပြီးတော့ partition နှစ်ပိုင်းပါမယ်ဒီအခါမှာ HTML tag ထဲမှာဒီမှာလည်း PIDN ကြီးတိုက်တယ်ဆိုတဲ့ခေါင်းစဉ်တွေရှိမယ်ပြီးတော့ title မှာသွားပြီးတော့ကိုက QR code CNCRA ဒီက QR code generator ဆိုပြီးသွားပြီးတော့ရေးထားခဲ့လိုက်မယ် Control S ကိုနှိပ်မယ်ပြီးတဲ့အခါမှာဒီ file လေးကိုတို့က browser မှာသွားပြီးတော့ run ထားလိုက်မယ် project ဆိုတဲ့ folder တွေကဒီ browser မှာသွားပြီးတော့ဖွင့်ထားလိုက်မယ်ဒါဆိုရင် QR code generator ဆိုတဲ့ file လေးကဖွင့်သွားပြီ okay ဖွင့်သွားပြီဆိုရင်ရပြီးတော့ကိုတို့ဒီမှာသွားပြီးတော့ search ကြည့်ကြမယ်တော့ search ကြည့်ကြမယ်ဆိုရင်အရင်ဆုံးကိုတို့ကသူ့ကိုသွားကြည့်မယ်ဆိုရင် QR code ဆိုတဲ့ခေါင်းစဉ်တစ်ခုရှိတယ် input ထည့်လို့ရတဲ့နေရာရှိတယ်ပြီးရင်ဒီအောက်က button တစ်ခုရှိတယ်ဆိုတော့သူ့ကိုသွားပြီးတော့အဲ့ဒီကောင်လေးကိုအရင်ဆုံးကိုတို့ HTML မှာသွားပြီးတော့အရင်ဆုံးရေးထားမယ်ဆိုတော့ကိုတို့ကဒီမှာလာပြီးတော့ DIV တစ်ခု okay DIV တစ်ခုသွားပြီးတော့ယူထားခဲ့လိုက်မယ်ဆိုတော့သူ့ကိုသွားပြီးတော့သူ့ရဲ့ class name လေးကိုဒီမှာဒီအနေနဲ့ container လို့သွားပြီးတော့ပေးထားခဲ့လိုက်မယ်ပြီးတဲ့အခါမှာသူ့ကိုသွားပြီးတော့အရင်ဆုံးတွေ့တာကသူကသူ့ရဲ့ခေါင်းစဉ်လေး QR code generator ဆိုတော့ဒီ QR code generator ဆိုတဲ့ဟာလေးကို heading tag လေးကိုသုံးပြီးတော့ခေါင်းစဉ်လေးသွားပြီးတော့တက်ထားလိုက်မယ်ဆိုတော့အဲ့ဒီ tool ကိုသုံးပြီးတော့ခေါင်းစဉ်တက်ထားလိုက်မယ် QR code generator okay ပြီးတဲ့အခါမှာသူ့ရဲ့အောက်မှာ input တစ်ခုရှိမှဖြစ်တဲ့အတွက် sorry အောက်မှာ IMPUG input ဆိုပြီးတော့ယူထားခဲ့လိုက်မယ် okay set closing tab ဖြစ်တဲ့အတွက်ဒီခါလေးအပိတ်လေးထည့်ပေးခဲ့လိုက်မယ် okay input မှာကိုကသူ့ရဲ့ type ကို TAC tab ဆိုသွားပြီးတော့ရေးထားခဲ့လိုက်မယ်ပြီးတော့သူ့ရဲ့ ID ကိုQR EAG tab ဆိုယူခဲ့လိုက်မယ်ပြီးရင်သူ့ကို list ဆိုတာလေးသွားပြီးတော့ထည့်ထားလိုက်မယ်ဆိုတော့ EN media enter TAC tab ဆိုတော့ QRN လို့သွားပြီးတော့ရေးထားခဲ့လိုက်မယ် okay control S ကိုနှိပ်ပြီးသွားပြီးတော့ video လုပ်ကြည့်မယ်ဆိုရင်ဟိုလိုဒီမှာ QR code generator ဆိုတဲ့ကောင်လေးနဲ့ဒီက input လေးနဲ့ရနေပြီဆိုရင်ကိုတော့အောက်က button သွားပြီးတော့ယူမယ်
okay pattern ကိုယူဖို့အတွက်ဆိုရင်လေးပဲဆိုတော့ GUDD1 pattern ဆိုတဲ့တက်လေးကိုတုံထားခဲ့လိုက်မယ်ဆိုတော့သူ့မှာသွားပြီးတော့ကြည့်ဒီမှာရေးထားတာက okay generate QR code လို့ရေးထားတယ်ဆိုတော့ဒီဟာလေးကိုသွားပြီးတော့ရေးထားခဲ့လိုက်မယ် DEN GN PRA DE generate QR code COD ကောက်လို့ရေးထားခဲ့လိုက်မယ် okay ပြီးတဲ့အခါမှာသူ့ကိုသွားပြီးတော့ကိုက ID လေးသွားပြီးတော့ဒီမှာပေးထားလိုက်မယ်ဆိုတော့သူ့ရဲ့ ID ကိုဒီမှာလာပြီးတော့GN PRA DE generate DEN လို့သွားပြီးတော့ပေးထားခဲ့လိုက်မယ် control S ကိုလည်းပြီးတဲ့အခါမှာကိုကသူ့ကိုသွားပြီးတော့တော်တော်ဆယ်သူကဘာမှပုံမနေဘူးတို့ဒီမှာသွားပြီးတော့ခုသွားပြီးတော့ရိုက်ထည့်ပြီးမှဒါ generate ကိုနှိမ်မှဒါ QR code ကပေါ်လာတာဆိုတော့ဒီနေရာမှာကိုက QR code ဝင်လာဖို့အတွက်ဒီနေရာမှာ element တစ်ခုရှိနေရမယ်ဒီ QR code ကကိုက generate လုပ်မှသာဒီ QR code က generate ဖြစ်ပြီးပေါ်လာတာဖြစ်တဲ့အတွက်သူ့ကို generate မဖြစ်ခင်မှာဒီအနောက်မှာ element တစ်ခုရှိနေရမယ်ဆိုတော့ကိုတို့ကအဲ့ဒီ element အတွက်ကို DIB တစ်ခုယူထားခဲ့လိုက်မယ်ဆိုတော့ DIB သွားပြီးတော့ယူထားခဲ့လိုက်မယ်ဆိုတော့ဒီ DIB ကမှထည့်ရမလို့ဘူးကိုတို့က ID သွားပြီးတော့ပေးထားခဲ့လိုက်မယ်ဆိုတော့ QR C1 ကိုနေညာလို့တော်ရပေးထားခဲ့တယ် C1 GIN က QR ကိုနေညာပေါ့ဆိုတော့ QR code ကဒီ QR code က generate လုပ်ပြီးတော့မှဒါဒီ QR ကိုနေညာတွေကိုဝင်လာမယ်လို့ပြောချင်တယ် okay เนาะဒီခါမှာကိုတို့က QR ကိုနေညာပြီးသွားပြီဆိုရင်ဒီအောက်က button တစ်ခုကထပ်ရောက်လာသေးတယ်ဖြစ်တာ okay เนาะဒီတိုင်းဆိုရင် button ကပေါ်မနေဘူးဒီက QR code ကိုgenerate လုပ်ပြီးမှဒါအဲ့ဒီ button ကပေါ်လာမယ်ဘယ်လိုအဲ့ဒါဆိုရင်ကိုတို့ကအဲ့ဒီမှာသွားပြီးတော့ button အတွက်ကိုတော့ A တက်လေးကိုသွားပြီးတော့သုံးထားခဲ့လိုက်တော့ okay သူ့ကိုသွားပြီးတော့ A ကို W1 LOAD ဘောင်းတော့ QR code ကိုသွားပြီးတော့ရေးထားခဲ့မယ် QR GOD code okay ပြီးတဲ့အခါမှာဒီ A တက်လေးကိုသုံးလို့ဆိုဘယ်လိုမှဘာဖြစ်ဖမ်းမှာက HIE ရပြီဖမ်းရမယ် HIE ရမှာ type sign လေးပေးခဲ့လိုက်ပြီးရင်ပြည့်ရ ID ကိုသူ့ကို W1 D ကို W1 LOAD ဒေါင်းတော့ BDN ကိုသွားပြီးတော့ပေးထားခဲ့လိုက် BDN okay control S ကိုနေပြီးတော့သွားပြီးတော့ဗီဒီယိုလုပ်ကြည့်မယ်ဆိုရင်အခုတို့ဒီမှာလိုတဲ့ကောင်းတွေအားလုံးကရနေပြီဆိုရင်ဒါဆိုရင်ပြီးပြီအခုတို့က ATM မှာဘာမှမလိုတော့ဘူးဆိုတော့ကိုတို့က CSS ကိုသွားလို့ရတယ်သူ့ကိုအရင်ဆုံး design သွားပြီးတော့ရှာကြည့်မယ်ဆိုတော့ CSS ကိုသွားဖို့အတွက်ဆိုရင်ကိုတို့ကအများကြီးမဟုတ်တာဖြစ်တဲ့အတွက်ဒီမှာကိုတို့က sign up ကိုပဲသုံးပြီးတော့ internet sign နေနဲ့ပဲသွားပြီးတော့ဗန်နီထားလိုက်မယ်ဆိုတော့ကိုတို့ကလောလောဆယ်လိုချင်တာကသူ့ကို lesson ကိုသွားပြီးတော့ပုံမယ်ဆိုတော့ဘယ်သူ့ကိုသွားခေါ်ရမှာလဲဆိုရင် BOD1 body ကိုသွားပြီးတော့ခေါ်ထားခဲ့လိုက် okay sorry body ကိုသွားပြီးတော့ခေါ်ထားမယ်ဆိုတော့ဒီ body မှာအရှင်းဒီ height ကို lesson ထုတ်ချင်တာဖြစ်တဲ့ height နဲ့ VA viewport height တွေသွားပြီးတော့ပေးထားခဲ့လိုက်ပြီးရင်သူ့ရဲ့ background color ကိုပြီးတော့ဒီအောင်လေးသွားပြီးတော့ပေးထားခဲ့လိုက်ဆိုတော့အဖိုးဆိုတဲ့အားလေးပေးခဲ့လိုက်ပြီးရင်သူ့ကိုသွားပြီးတော့ font size ကိုသွားပြီးတော့ထောင်းထားခဲ့လိုက်အဖိုး1ဒီ font family ကို sensory font လေးပေးခဲ့လိုက် okay ပြီးရင်သူ့ကိုသွားပြီး lesson ကိုပို့မယ်အခုက display ကို okay sorry display FND display flag ပြီးရကတော့ justify content ကို standard ပြီး line item standard ကိုသွားပြီးတော့ပေးထားခဲ့လိုက်ဒါပြန်သူက lesson ကိုရောက်သွားလိမ့်မယ်ဒီတော့ဗီဒီယိုလုပ်မယ်ဆိုရင် lesson ကိုရောက်သွားတယ်ကိုရဒီစာသားလေးကိုလည်း lesson ကိုပို့ပေးခြင်းနေတယ်ဆိုရင်လိုတော့ရဆိုရတယ်လည်းဆိုရင်ကိုက THD test line ကို CND ရစံသားတွေသွားပြီးတော့ပို့ပြီးလို့ရတယ်ကိုလိုရကိုနေသွားပြီးတော့ဗီဒီယိုလုပ်မယ်ဆိုရင်စာသားတွေဟာlesson ကိုရောက်သွားပြီပြီးရင်ကိုကသူ့ကိုသွားပြီးတော့ပြီးရင်ကိုကသူ့ကိုသွားပြီးတော့ margin လေးသွားပြီးတော့ကန်ထားကြလိုက်အောင် MA ရ PN ရ margin ကိုဆိုတော့ top bottom ကို50 pixel ကန်မယ်ဆိုတော့ left right ကို20 pixel လောက်သွားပြီးတော့ကန်ထားကြလိုက်မယ် control S ကိုနေပြီးသွားပြီးတော့ video လုပ်မယ်ဆိုရင် margin လေးကန်သွားပြီကန်သွားပြီဆိုတော့ရသွားပြီဆိုရင်သူ့ကိုသွားပြီးတော့ဒီ container ကိုသွားပြီးတော့ပြန်ခေါ်ဆုံးမယ်ဆိုတော့အဲ့ဒီ container ကိုသွားခေါ်မယ်ဆိုတော့ class name ဖြစ်တဲ့ဆိုတော့ container ဆိုတော့ဒီ container ဆိုတာ class name ဖြစ်တဲ့အတွက်ဘယ်လိုသွားပြီးတော့ပေါ်မှာလဲဆိုတော့ container ဆိုသွားပြီးတော့ထားခဲ့လိုက်ဒီသူ့ကိုသွားပြီးတော့ WID ရဲ့ web ကိုသွားပြီးတော့ 400 pixel သွားပြီးတော့ပြင်ခဲ့လိုက်မယ်ဆိုတော့တခါလေးသူ့ကိုသွားပြီးတော့maximum width သွားပြီးတော့ပေးထားခဲ့လိုက် maximum width ကသူ့ကိုသွားပြီးတော့ 90% လောက်သွားပြီးတော့ပေးထားခဲ့လိုက် okay ဒါဆိုရင်ရပြီသူ့ကိုသွားပြီးတော့ background color သွားပြီးတော့ပေးထားခဲ့လိုက် BSC background color ကိုအဖြူရောင်လေးသွားပြီးတော့ပေးထားခဲ့လိုက် okay ပြီးရင်သူ့ကိုသွားပြီးတော့ video လုပ်ကြည့်မယ်ဒါဆိုရင်ဒီမှာ algorithm background color တွေနဲ့မြင်နေရပြီ
ဒီနေရာပြီးတော့သူ့ရဲ့နားလေးတွေကိုကသွားပြီးတော့လုံးမယ်ဆိုတော့ VOD က border radius ကိုတုံးပြီးတော့တန်းပြတဲ့တော့အနားလေးတွေလုံထားခဲ့လိုက်မယ်ဒီပြီးတဲ့အခါမှာသူ့ကိုသွားပြီးတော့ share လေးသွားပြီးထည့်ထားလိုက်မယ်ဆိုတော့ အဲ့ဒီဒီကို share မှာ0ကို 4 pixel လောက်ပါဘူးဒီတိုင်းလေးတော့ပေးထားခဲ့လိုက်မယ် RGB ကလေးတော့ပေးထားခဲ့လိုက်မယ် RGB မှာဆိုတော့အဲ့ရဆိုတော့ရောင်ပြောလေးဆိုတော့0.0.0.0.1လောက်သွားပြီးတော့0.1လောက်သွားပြီးတော့ပေးထားခဲ့လိုက် Control S နဲ့သွားပြီးတော့လုပ်မယ်ဆိုရင်ဒါဆိုရင်နောက်ကနေ share လေးတွေပါနေပြီဆိုရင်သူ့ကိုသွားပြီးတော့ padding သွားပြီးတော့ကန်ထားအောင်မယ်ဆိုတော့ဒါပို့လေးလိုချင်တာဖြစ်တဲ့အတွက်ဒီရဒီဒီရိုင်းဒီ padding ကို20 pixel လောက်သွားပြီးတော့ကန်နိုင် Control S နဲ့သွားပြီးတော့လုပ်မယ်ဆိုရင်ဒါဆိုရင် padding က20 pixel က top bottom left right မှာကန်သွားပြီ okay เนาะဒါဆိုရင်ရပြီအဲ့ဒါဆိုရင်ကိုတို့ကဒီမှာလာပြီးတော့သူ့ကိုသွားကြည့်မယ်ဆိုတော့ဒီ input နေရာကိုကိုတို့သွားပြီးတော့ဖန်တီးကြည့်အောင်ဒီနေရာမှာကိုတို့ input လုပ်ခဲ့ okay เนาะ input ဖြစ်တဲ့အတွက်ကိုတို့ကဒီကိုကောက်ခွင့်ရတယ်ဒီထဲကနေ IMPUD okay IMPUD input ဆိုတဲ့ tag ကိုအရိုက်ခေါ်ရင်ရ IMPUD input အရိုက်ခေါ်ထားလိုက်မယ်ကိုကအဲ့ဒီကတော့တွေ့ရဖို့ကိုဒေတာမျိုးတွေရလိုက်ဒီထဲကနေ100% ဆိုတော့ 100% အဲ့ဒီကနေပြန်ဖို့ပြည့်တဲ့အမှုတွေတော်ပြီးပြန်ခဲ့လိုက် Control S နဲ့တော်ပြီးပြုလုပ်မယ်ဒီဒါဆိုရင်ကိုလိုချင်တဲ့အတိုင်း work လေးရသွားပြီဒီအခါမှာသူ့ကိုတော်ပြီး font size တွေတော်ပြီးကြီးထားခဲ့လားတော့ပုံအဒီအပိုင်းစီ font size ကိုကိုက60 pixel ဆိုတော့ဆိုတော့ 1IM တော်ပြီးကြီးထားခဲ့လိုက်ဘာလို့လဲဆိုတော့ 1IM မှာကိုက60 pixel ရှိတယ်โอเคเนาะ16 pixel ရှိအဲကြောင့်မလို့ 1IM ပေးထားတယ်ပြီးရင်သူ့ကိုတော် BYD ကborder လေးတော်ပြီးခတ်ထားလိုက်အောင်မယ်1 pixel ကိုအဆူ NID solid color လေးနဲ့ပုံမှန်ဆိုတော့ CCG ဆိုတဲ့အကြောင်းလေးဒီ color လေးတော်ပြီးပေးလိုက်ကြတယ်ဒီအောင်အနည်းအောင်လေးပေါ့သူကဘယ်ပြီးခါ BYD က border radius ကိုတုံးပြီးတော့အနားလေးတွေတော်ပြီးလုံထားမယ်5 pixel သားလေးလုံထားလိုက်မယ် Control S နဲ့တော်ပြီးချိန်မဲ့ဆိုရင်ကိုအနားလေးတွေလည်းလုံထားပြီးတော့သူ့ကိုဒီမှာအရန်ကန့်နေတဲ့ဆာစားတွေနဲ့တော်ပြီးပွားခြင်းနဲ့ဆိုရင်ဒီဒီရိုင်း padding တော်ပြီးကန်ထားရမယ် padding ကိုတွဲ pixel လောက်တော်ပြီးကန်ထားမယ်ဒီအခါမှာဒီ margin ကိုအောက်ကကောင်နဲ့ပွားစေခြင်းနဲ့ဆိုတော့ margin ပတ်တူသွားပြီးတော့ပေးလို့ရတယ်အဲ့ဒီကြည့်ရရင် margin ပတ်တူကို50 pixel လောက်သွားပြီးတော့ကန်ထားလိုက် Control S နဲ့ပြီးသွားပြီးတော့ video လုပ်မယ်ဒါဆိုရင် margin ပတ်တူနဲ့ကွာသွားပြီကွာသွားပြီဆိုရင်ကိုတို့ကအောက်က generate QR code ဆိုတဲ့ pattern လေးကိုသွားပြီးတော့ဖန်တီးဖို့လိုရတော့ generate QR code ဆိုတဲ့ pattern ကိုဖန်တီးဖို့အတွက်ဆိုရင်ကိုတို့က pattern ဖြစ်တဲ့ video 1ဒီ pattern ကိုလည်းသွားပြီးတော့ခေါ်ထားလိုက်မယ်သူ့ရဲ့ web ကိုကိုတို့ကယူချင်တာက 100% အပြည့်သွားပြီးတော့ယူထားလိုက်မယ်ပြီးရင်သူ့ရဲ့ background color ကို sky blue color တွေသွားပြီးတော့ကိုကပြထားခဲ့ဒီနေရာမှာရင်းမလို့ check in တက်တဲ့အကြောင်းကိုပေးလို့ရတယ်ပြီးရင် okay ပြီးရင်သူ့ရဲ့ color တွေသွားပြီးတော့ပြောင်းလာခဲ့လိုက်အောင်မယ်ရှေ့ဝင်လေက color ကိုဖြူရောင်လေးလိုချင်နေဆိုတော့ update တွေသွားပြီးတော့ရေးထားလိုက်ပြီးရင်သူ့ရဲ့ upload တွေအဆိုင်ကြီး font size သွားပြီးတော့ပြောင်းထားမယ်60 pixel 1IM သွားပြီးတော့ပြောင်းထားခဲ့လိုက်okay ပြီးရင်သူ့ကိုသွားပြီးတော့ကြည့်မယ်ဆိုတော့ button မှာဆိုရင်ကိုက okay default တိုင်းပါနေတဲ့ tag တွေတက်တောင်ပြထားဆိုတော့ border တွေရှိတယ်အခုတော့အဲ့ဒီ border တွေကိုသွားပြီးတော့ဖျောက်ထားမယ်ပြီးပါဒီက border ကိုအနုမှန်ပြီးနန်းသွားပြီးတော့ရခဲ့လိုက်မယ်ဒါဆိုရင်သူ့ရဲ့ border တွေကသွားပြီးတော့ကြည့်မယ်ဆိုရင်မရှိတော့ဘူးပျောက်သွားပြီပျောက်သွားပြီဆိုသူ့ကိုသွားပြီးအနားလေးတွေသွားပြီးတော့လုံတော့ပြီးပါဒီက border radius ကိုသုံးပြီးတော့အနားလေးတွေ5 pixel သွားပြီးတော့လုံထားခဲ့လိုက်မယ်ပြီးရင်သူ့ကိုသွားပြီးတော့ဒီရိုင်းကြီး padding သွားပြီးတော့ကန်ထားမယ်တွဲ pixel သွားတော့ Control S ကိုလည်းသွားပြီးတော့ video လုပ်မယ်ဆိုရင်ဟိုရဲ့ salary လေးနဲ့နောက်က background color လေးတွေကတွဲ pixel ကကန်သွားပြီဆိုရင်သူ့ကိုသွားပြီးတော့ဒီမှာတော့ကြည့်မယ်ဆိုရင်အဲ့ဒီကောင်ကိုသွားပြီးတော့ broadcast တင်ရင်သူကလက်မျိုးပုံစံ pointer လေးဖြစ်သွားတယ်တို့ဒီမှာကျတော့မဖြစ်ဘူးဆိုတော့ pointer လေးဖြစ်စေချင်တယ်ဆိုရင်လည်းလွယ်လေးပဲကိုကဒီမှာလာပြီးတော့ဆိုတော့ CUS ကအဲ့ဆာမှာ pointer လို့ပေးတိုင်းပဲဆိုရင်သူကကာစာတော့တင်တဲ့အချိန်မှာ pointer လေးဖြစ်သွားပြီ okay နော်ဒါဆိုရင်ရပြီဆိုရင်ကိုတို့အောက်ကအောက်ကမဟုတ်သေးဘူးသူ့ကိုသွားပြီးတော့ကိုတို့ဟိုကကာစာတော့တင်တဲ့အချိန်ကျရင်သူကအယောင်လေးပြောင်းသွားတယ်ပြောတာလေးကိုသွားပြီးတော့ခံနေခြင်းပဲဘယ်သူ့ကိုကာစာတင်တဲ့အချိန်ကျရင်လည်းဒီကိုတို့က video 1 okay button ကို hover လုပ်တဲ့အခါမှာအဲ့ဒီပြီး hover ဖြစ်တဲ့အခါမှာသူ့ရဲ့ DAC background color ကပြောင်းသွားရမယ်ဆိုတော့ steam blue color ပြောင်းပေးလိုက်မယ် blue ကိုနေပြီးသွားပြီးတော့ video လုပ်မယ်ဆိုရင်သွားပြီးတော့ okay video လုပ်မယ်သွားပြီးတော့ကာစာတင်ကြည့်မယ် hover လုပ်ကြည့်မယ်ဆိုရင်ဒါဆိုရင်ကိုတို့ color လေးပြောင်းသွားပြီဆိုရင်ကိုတို့ဒီအောက်မှာရှိနေ download ကြည့်ရဖို့မရောက်ခင်ဒီကြားထဲမှာကိုတို့မှရှိနေသေးတာပါရှိနေသေးတယ်ဒီမှာ
DIMB တစ်ခု QR container တစ်ခုရှိသေးတယ်ဟုတ်လားဆိုတော့အဲ့ဒီ QR container ကိုကိုလိုသွားပြီးတော့ design လေးတော့ပေးထားမယ်ဆိုတော့ QR container ဖြစ်တဲ့အတွက်သူ့ကိုသွားပြီးတော့ ID ဖြစ်တဲ့အတွက်ကိုက head sign လေးကိုသွားပြီးတော့ QR container ကိုသွားပြီးတော့ခေါ်ထားလိုက်မယ် full open PA IND QR container ဆိုတော့ QR container ကိုကသူ့ရဲ့ ISBN လေးက display ကို flag ပေးထားမယ်ဒီအခါမှာ specify content ကို CND ရ center ပေးခဲ့လိုက်မယ် okay control S ကိုနှိပ်ထားလိုက်မယ်ဒီတိုင်းပဲခဏထားခဲ့လိုက်အောင်မယ်သူကိုအောက်ကကို download button ကိုသွားပြီးတော့ခံပြီးဘာလို့ design လေးတော့ရှာမှာဆိုတော့ okay download button ဆိုတော့ကိုက ID ကိုသွားခေါ်ထားလိုက်မယ် assign လေးနဲ့ဒီကို WN LOAD download VPN ဆိုတော့ပြီးတော့ရေးထားခဲ့လိုက်မယ် okay သွားပြီးတော့ခေါ်ထားမယ်သူ့ရဲ့ web ကိုကိုလိုသိချင်တာက 100% အပြည့်သွားပြီးတော့ရေးထားလိုက်မယ် 100% okay ပြီးရင်သူ့ကိုသွားပြီးတော့ background color သွားပြီးတော့ပေးထားအောင်မယ်ဆိုတော့ green color ကိုမှအရောင်ဖြော့လေး pale green နဲ့သွားပြီးတော့ယူထားခဲ့လိုက် okay ပြီးရင်သူ့ကိုသွားပြီးတော့သူ့ရဲ့ colors ကိုကအဖြူရောင်လေးလိုချင်တာဖြစ်တဲ့အတွက်အဲ့ဒါပဲလို့ရေးတယ်ဒီနေရာမှာညီမတို့ white ဆိုပြီးတော့ naming color အနေနဲ့သွားပြီးတော့သုံးချင်ရင်လည်းသုံးလို့ရတယ် okay เนาะဆိုတော့နားလည်ထားအောင်ဒီအခါမှာ FOND assign လေး font size လေးသွားပြီးတော့ပြောင်းထားမယ်60 pixel 1i မြင်သားလေးပြောင်းခဲ့လိုက် okay control S ကိုနှိပ်ပြီးတော့သွားပြီးတော့ video လုပ်မယ်ဒါဆိုရင်ကိုတို့ကဒီမှာ background color အစိမ်းရောင်လေးနဲ့အဖြူရောင်လေးအထက်က color ကအဖြူရောင်လေးပြောင်းသွားပြီဆိုတော့ကိုတို့ကသုံးထားတာက A tag ဆိုတော့ A tag မှာဆိုရင်သူရဲ့ default line ပါနေတဲ့ effect တွေရှိရဲ့ဆိုတော့အဲ့ဒီ effect တွေကိုဖျောက်ချင်နေဆိုရင်ကိုတို့က tag decoration မှာအဲ့လိုမှနီး name သွားပြီးတော့ပေးလိုက်ရင်အဲ့ဒီ effect တွေကအားလုံးပျောက်သွားလိမ့်မယ် okay เนาะပြီးတဲ့အခါမှာသူ့ကိုသွားပြီးတော့ analysis တွေသွားပြီးတော့လုပ်ထားအောင်ခေါ်တာ radius ကိုထုတ်ပြီးတော့ 5 pixel ဆိုတော့အနာလုံးထားလိုက်မယ် okay control S ကိုနှိပ်ပြီးတော့သွားပြီးတော့ video လုပ်မယ်ဆိုရင်ဒါဆို analysis တွေသူကလုံသွားပြီ okay လုံသွားပြီဆိုရင်သူ့ကိုသွားပြီးတော့ပေါ်ဒီကောင်လေးကိုကြီးသွားအောင်မကြီးသေးဘူးဆိုတော့သူ့ကိုသွားပြီးတော့အရင်ဆုံးပတ်တင်သွားပြီးတော့ကန်ထားလိုက်ဆိုတော့12 pixel လောက်ကန်ထားလိုက်မယ်ပြီးရင်သူ့ကိုသွားပြီးတော့ ambient GIR margin margin top အပေါ်နဲ့အောက်နဲ့ကွာနေနေတာဆိုတော့ margin top ပဲကန်ထားလိုက်မယ်50 pixel လောက်သွားပြီးတော့ကန်ထားလိုက် control S ကိုနှိပ်မယ်သွားပြီးတော့ video လုပ်ကြည့်မယ်ဒါဆိုရင်သူကဒီမှာကတော့သူကပေါ်နေရဆိုတာကသူကန်တာက margin top ကိုကန်နေတာသူက QR container ကိုသွားပြီးတော့ကန်နေတာအခုဒီမှာကကျတော့ QR container ထဲမှာက QR code ကမရှိတာဖြစ်တဲ့အတွက်သူကကန်စရာသူ့ရဲ့ element ကမရှိသေးတာမို့လို့လား okay နော်မရှိသေးတာမို့လို့ဒါသူကအဲ့ဒါမျိုးလေးဖြစ်နေတာ okay နော် QR container လာပါလာပြီဆိုရင်သူကအဲ့ဒီ QR container ကိုmargin top မှာ margin သွားပြီးတော့ကန်နေလိုက်မယ် okay နော်အဲ့ဒါလေးကိုတစ်ထိုင်ရပြီဆိုတော့ဒီညမှာ QR မကန်နေဘူးလို့ထင်ပါဆိုလို့ okay နော်ပြီးခါသူ့ကိုသွားပြီးတော့ listener ကိုလည်းသွားပြီးတော့ပို့ထားလိုက်အောင်မယ်ဆိုတော့ okay ဒါမျိုးလေးသွားပြီးတော့ရေးထားလိုက် THD dash align ကို CND ရ center သွားပြီးတော့ပေးထားခဲ့လိုက် control S ကိုနှိပ်ပြီးသွားပြီးတော့ video လုပ်မယ်ဆိုရင်သူက center မှာရောက်နေနိုင်မယ်အတီးကြဘူး okay နော်ဒါဆိုရင်ရောက်လာပြီကိုကသူ့ကိုသွားပြီးတော့ loss မှာသူ့ကိုကမမြင်သေးခြင်းသေးဘူးမကြည့်ခြင်းသေးဘူးသူ့ကိုမကြည့်ခြင်းသေးဘူးဆိုတော့ကိုကသူ့ကိုသွားပြီးတော့ဘယ်လိုသွားပြီးတော့ဖြောင်းပါလဲဆိုတော့ဘယ်လိုသွားပြီးတော့ဖြောင်းပါလဲဆိုတော့ဒီလိုလေးပဲသူ့ကိုသွားပြီးတော့ဖြောက်ထားဖို့အတွက်ဆိုရင်သူကကျတော့ကိုဒီမှာဆိုရင်ဒီမှာသူ့ကိုကသူကတော့သူ့ကိုလို့ generate လုပ်လိုက်မှသာနဲ့ဒီကြောက်ကကြလာမှသာဒီ QR code pattern ကကြလာတာဖြစ်တဲ့အတွက်သူကလောလောဆယ်ပြထားကြမလို့ဘူး QR code တစ်ခုရောက်လာမှသာပြရမှာဖြစ်တဲ့အတွက်သူ့ကိုသွားပြီးလောလောဆယ်မှာဖြောက်ထားလိုက်ဖြောက်ထားဖို့အတွက်ဆိုလို့လွယ်လေးပဲအခုကသူ့ရဲ့ DISBN လေးမှာ display ကို101ဒီ name ဆိုပြီးသွားပြီးပေးလိုက်မယ်ဆိုရင်အဲဒီကောင်ကဖြောက်သွားလိမ့်မယ် okay နော်ဒါဆိုရင်ဖြောက်သွားပြီမရှိတော့ဘူးဒါဆိုရင်ကိုတို့ကလိုအပ်တဲ့ QR code တွေအားလုံးကရသွားပြီပေါ့နော် HTML CSS မှာကကုန်သွားပြီဆိုရင်ကိုတို့ကသူ့ကိုဆက်ပြီးတော့ JavaScript ကိုသွားလို့ရပြီ okay နော် JavaScript ကိုတို့ကဆက်ပြီးတော့ခံနေကြမယ်ဒီ JavaScript ကဒီညမှာ mini app ဖြစ်တဲ့အတွက်အများကြီးကတ်ခဲတွေမရှိဘူး okay နော်ဆိုတော့သွားပြီးတော့ခံနေချင်းမယ်ဒီမှာကိုတို့ကသူ့ကိုသွားပြီးတော့ text ကို input ကိုထည့်မှသာလဲQR code က generate လုပ်လို့ရမှာတကယ်လို့မရှိနေခဲ့ဘူးဆိုရင် generate လုပ်လို့မရဘူး okay နော်ဒီမှာတစ်ခုခုရှိမှသာ generate လုပ်လို့ရမှာမရှိနေဘူးဆိုရင်သူ့ကို generate သွားပြီးတော့လုပ်လို့မရနိုင်ဘူး generate သွားပြီးတော့လုပ်လို့မရနိုင်ဘူးဆိုတော့ကိုတို့ကသူ့ကိုသွားပြီးတော့ okay ဆိုတော့သွားပြီးတော့ဖန်တီးကြည့်မယ်ဆိုတော့ဒီနေရာမှာလဲကိုတို့က separate ထဲမှာပဲသွားပြီးတော့ internet style နဲ့ပဲသွားပြီးတော့ဖန်တီးရလိုက်မယ် separate okay ဆိုတော့ QR code တစ်ခုကိုကိုတို့ကအရင်ဆုံးဖန်တီးဖို့အတွက်ဆိုရင် QR code တစ်ခုကိုရယူဖို့အတွက်ဆိုရင်ကိုတို့ကသူ့ရဲ့ QR code JS library ကိုသွားပြီးတော့သုံးပေးရ
JS ရဲ့ QR code library တစ်ခုကိုသုံးပေးရအောင်အဲ့ဒီတော့ကိုကdownload တွေတော့ရှာလို့ရတယ် CD okay CDN JS တော့ QR code တွေတော့ရှာလို့ရတယ်ဒါဆိုရင်ပေါ်တော့မှာကိုက QR code JS ဆိုတဲ့ CDN JS website လေးလေးရတယ် okay အဲ့ဒီမှာတော့ရတဲ့ကိုက CDN JS QR code ကိုတော့ရရှာမယ်ဆိုရင်ဒီမှာ CDN JS website တွေကနေပြီးတော့ဒီမှာပေါ်တော့က link လေးကိုတော့တော့ယူလို့ရတယ်ပြီးတော့ဒီမှာတော့ဒီမှာ copy secret text ဆိုတာလေးကိုတော့ပြီးတော့ copy ယူလိုက်မယ်ကိုကအဲဆိုရင် copy ဖြစ်သွားပြီဆိုရင်တို့ဒီထဲမှာတော့ပြီးတော့ထည့်ထားလိုက်မယ်ဆိုတော့ secret ရဲ့ပုံမှာတော့ပြီးတော့ထည့်ထားလိုက်ဘာလို့လဲဆိုတော့ကိုတို့ကသူ့ကိုချိတ်ဆက်ပြီးမှလာကိုတို့ကဒီအောက်မှာလာပြီးတော့အဲ့ QR code ရဲ့ library ကိုတော့ပြီးတော့ယူသုံးပါโอเคเนาะဆိုတော့ဒီမှာလာပြီးတော့ secret တွေမှာတော့ပြီးတော့ JS code တွေကိုတော့ပြီးတော့ပြန်နေကြရအောင်အဲ့ဒါဆိုရင်ကိုတို့ကဒီမှာလာပြီးတော့ဘယ်လိုအချိန်မှာကိုတို့ကအလုပ်လုပ်မှလဲဆိုရင်သူ့ကိုပြန်ပြီးတော့ဖြတ်ထားလိုက်ရမယ်အခုတို့ generate QR code ကိုနှိပ်မှသာအလုပ်လုပ်မှဖြစ်တဲ့အတွက်အခုတို့ကသူ့ကိုတော့ပြီးတော့ဒီတိုင်းလေးရေးထားလိုက်မယ်ဆိုတော့ဒီ pattern ကိုတော့ပြီးတော့နှိပ်မှသာအလုပ်လုပ်မှဖြစ်တဲ့အတွက် okay sorry ဒီ pattern ကိုတော့ပြီးတော့နှိပ်မှသာအလုပ်လုပ်မှဖြစ်တဲ့အတွက်ကိုတို့ကသူ့ကိုတော့ပြီးတော့generate QR code ကို sorry generate PDM ဆိုတဲ့ pattern ကိုအဲ့ဒါ event listener တော့ပြီးတော့နားကောင်း okay sorry အရင်ဆုံးကိုတို့ကနာမည်သူ့ကိုတော့ပြီးတော့ယူရသေးဘူးเนาะတော့ပြီးတော့သူ့ကိုအရင်ဆုံးရယူထားဖို့လိုသေးတယ် okay เนาะ okay ဆိုတော့သူ့ကိုတော့ပြီးတော့ okay ရယူဖို့အတွက်ဆိုရင်ကိုတို့ကဘယ်လိုတော့ပြီးတော့ယူမှာလဲဆိုရင်ဆိုတော့ variable တစ်ခုတော့ပြီးတော့ယူထားလိုက်စီကောင် ST post ကနေQR THC test ကိုအရင်ဆုံးယူမယ်ပြီးတော့ QR tag ကဘယ်သူကိုတော့ယူမှာလဲဒီထဲက QR tag ကိုတော့ပြီးတော့ယူမယ်ပြီးတော့ဒီကို CUMBN document get element ID တွေကနေ MBN get element ID တွေကနေ okay ဆိုပြီးဘယ်လိုတော့ပြီးတော့ရယူမှာလဲကိုကအဲ့ဒီက QR tag ဆိုတဲ့ကောင်လေးကိုတော့ပြီးတော့ယူထားလိုက်မယ် QR THC test okay ဒီထဲမှာတော့နေတဲ့ကိုကတော့ပြီးတော့ button ကိုတော့ပြီးတော့ယူထားမယ်စီမံစီအခုတည်းကလေ generate PDM ကဘယ်လိုတော့ယူရည်မှာလဲ document DOCUMBN document CD get element ID တွေကနေပြီးတော့နိုင်ကြတော့ဘူးတော့ get element ID တွေကနေဒီလိုယူมาတယ်လေ generate PDM ကိုတော့ပြီးတော့ယူထားလိုက်ဆိုတော့ generate PDM ပေါ့ okay ဒါဆိုရင်ရပြီ okay ပြီးတဲ့အခါမှာသူ့ကိုတော့ပြီးတော့ဒါမျိုးလို့ပြီးတဲ့အခါမှာသူ့ကိုတော့ချိန်အောင်ရစီ code တွေကနေ QR container ကိုတော့ပြီးတော့ရယူထားမယ်လို့ QR container ကိုဆိုတော့ document get element ID တွေကနေတော့ဒီလိုတော့ပြီးတော့ရယူมาလဲဆိုရင် QR container ကိုတော့ပြီးတော့ရယူထားလိုက်မယ် QR container ခင်ဗျားတို့ပြန်ရကိုပဲပြီးတော့ဆုံးနေတယ်ကိုတို့တော့ရယူရမှာက download PDM ကိုတော့ပြီးတော့ရယူထားလိုက်မယ် C1C course တွေကနေဆိုတော့ဒီလို document download PDM ကိုတော့ပြီးတော့ရယူမှာလဲဒီလို CUMBN document get element by I တွေကနေဆိုတော့ download PDM ကိုတော့ပြီးတော့ရယူထားမယ်ဒီလို document download PDM ဟိုဒါဆိုရင်ကိုတို့ကအားလုံးကိုယူပြီးသွားပြီဆိုတော့စပြီးတော့ရေးလို့ရတယ်ဆိုတော့ကိုတို့က generate PDM ဒီ button ကို click ခေါက်မှသာလောက်ဆောင်ချက်တွေအားလုံးကလုံးဝဖြစ်တဲ့အတွက်ဆိုတော့ generate PDM ကိုဆိုတော့အဲ့ဒါ event listener တွားပြီးတော့နားထောင်ဆိုတော့ဘာလုပ်တဲ့အချိန်ကျရင်လဲသူ့ကို click ခေါက်တဲ့အချိန်ကျရင်ရှင်းလိုက်ကြည့်ခေ click ခေါက်တဲ့အချိန်ကျရင်ခင်ဗျာသူ့ကိုလုံးဝဒီလောက်ဆောင်ချက်ကိုကိုကလောက်ရအောင်ဆိုတော့မျိုးလေးတုံထားလိုက်သူ့ကို okay sorry click ခေါက်တဲ့အချိန်မှာ okay ဒီလောက်ဆောင်ချက်ကိုလောက်ပါမယ်လို့ကိုကပြောထားလိုက်ဆိုတော့ arrow function ဒီလေးကိုတုံထားလိုက် okay ဆိုတော့ဘာလုပ်မှာလဲသူက click ခေါက်တဲ့အချိန်မှာသူကဥပမာကိုကဒီချိန်မှာဆိုရင်အချို့ခိုက်တဲ့နေကကိုက speed တွေကိုတွားပြီးတော့လိုက်ခဲ့ပြီးတော့ generate QR ကိုနှိပ်မယ်ဆိုရင်သူကမရဘူး okay နော် speed တွေရှိနေခဲ့မယ်ဆိုရင်သူကမရဘူးအဲ့ဒါဆိုရင်အဲ့ဒီ speed တွေကိုကိုတွားပြီးတော့အရင်ဆုံးဖြတ်ထုတ်မယ် speed တွေပါခဲ့မယ်ဆိုအဲ့ဒီ speed တွေကိုဖြတ်ထုတ်မယ်ဆိုတော့ if အကယ်၍ဆိုတော့ speed တွေကဘယ်လိုမှပါလာမှာလဲကိုတို့ input ဖြစ်တဲ့ QR tag ထဲမှာလာပြီးတော့ပါလာမှာဟုတ်လား QR tag ထဲမှာဒါသူ့ရဲ့ values မှာဒီ NVE okay ဒီ NVE သူ့ရဲ့ values မှာ speed တွေပါခဲ့မယ်ဆိုရင်တို့ကတွားပြီးတော့ဖြတ်ထုတ်ပြရမယ်သူဒီရ okay ဒီရရ okay ဒီtime ဆိုရဲ function လေးကိုသုံးပြီးလို့ရတယ်တန်း equal
ဒါမျိုးလေးသွားပြီးညီချလိုက်မယ်ဆိုတော့ဒီထဲမှာဘာမှမရှိဘူးဘာမှမညီခဲ့ဘူးဆိုရင်ဒီကောင်က okay တယ်အဲ့ဒါဆိုရင်သူ့ကိုသွားပြီးတော့ return ပြန်ပေးရတယ်အားကြီးပြီးရရင် return အဲ့ဒီရရင် return ပြန်ပေးရတော့ okay နော်ကျွန်တော်ပြောနေတာကသူ့မှာ space တွေမပါခဲ့ကောင်မပါဘူးဆိုရင်ဒီကောင်က okay သွားပြီးလူဆောင်ရက်ကိုဆက်ပြီးတော့လုပ်လို့ရပြီဒီ return ပြန်ပေးလို့ရပါပြီ okay အဲ့ဒါဆိုရင်သူ့ကိုထပ်ပြီးတော့သူ့ထဲကကျူကကိုနေညာလေးမှာရှိနေတဲ့အားရ inner ATM သူ့ထဲမှာရှိနေတဲ့ content တွေအားလုံးကိုတွားပြီးတော့ရှင်းထားလိုက်မယ်ဒီကတွားပြီးတော့ဒီလိုလေးညီပေးထားလိုက်မယ်ဆိုရင်ဒီထဲမှာရှိနေတဲ့ content တွေကလည်းပျောက်သွားမယ်ဆိုတော့ကိုတို့ QR code တစ်ခုကိုဖန်တီးပြီးသွားပြီးတော့အဲဒီ QR code ကအဲ့ဒီမှာကျန်နေသေးမယ်ဆိုရင်အဲ့ဒီ previous QR code တွေကိုတွားပြီးတော့ရှင်းလို့ရအောင်ပြောတယ်ဒီမှာပြန်ပြီးရအောင်previous QR တော့ကိုတို့ဖန်တီးခဲ့တဲ့ QR code တွေကကျန်နေခဲ့အောင်မယ်ဆိုရင်အဲ့ဒီ QR code တွေကိုတွားပြီးတော့တစ်ခါလေးတွားရှင်းထားတာကိုပြောတာပြီးရင်ကိုတို့က QR code တစ်ခုတော့ရလာတာဟုတ်ပါဘူးဒီမှာဆိုရင်ဆိုတော့အားရန်လို့ဒီ last view လို့တွားရေးထားမယ်ဆိုရင် generate ပေါ်သားနေမယ်ဆိုတော့ဒီ QR code ကသူ့ရဲ့ site လေးနဲ့ပေါ်လာတယ်တွေ့လားအဲ့ဒီ site လေးတိုင်းမှာကိုတို့က okay တော့ I love you ဆိုတဲ့စာသားလေးကဒီမှာရှိရဆိုတော့သူကပြရနေတယ်ဆိုတော့သူ့မှာက height နဲ့ width နဲ့ကတတ်မှတ်ပြီးသားမဟုတ်ဘူးဆိုရင်ကိုတို့ရလာတဲ့ QR code ကြီးကသူ့ရဲ့ site ကမညီမညာတွေဖြစ်နေတယ်မလှဘူးဖြစ်နေတယ်အဲ့ဆိုရင်ကိုတို့ကသူ့ရဲ့ site ကိုကြောက်ရသတ်မှတ်လာတယ်လိုတော့ရသတ်မှတ်မှာလဲဆိုတော့ left ထဲကနေ left QR ပဲဆိုတော့အခုတို့ရလာမှာက new QR code QR CODE code ဒီ QR CODE code ဆိုတာကကိုတို့ကဘယ်ကနေလာတာလဲဆိုရင်အခုတို့ရဲ့ဒီ link ချိန်ထားတဲ့ QR code library ကနေသွားပြီးတော့ယူထားတာ။အခုတော့ကိုတို့ရဲ့ဒီ QR code link ကနေသွားပြီးတော့ QR တော့ QR code တော့ main တော့ကြည့်ရတာဒီကနေပါနေတဲ့ keyword တွေက okay နော်။အဲ့ QR code ကဘယ်လဲကိုပဲ QR container ထဲမှာရှိရမှာဟုတ်လား။ QR container ထဲကိုဝင်လာမယ်။ဒီခါမှာသူ့ကိုသွားပြီးတော့သူ့ရဲ့ dash ကို sorry ဒီရဲ့ dash သူ့ရဲ့ dash ကိုဘယ်လိုက QR ဒီရဲ့ dash ဆိုတော့ပြထားခဲ့လိုက်ဆိုတော့ဒီ QR dash တွေက value ကဒီမှာရရမှာဖြစ်တဲ့အတွက် QR ဒီရဲ့ dash တွေက value value လို့သွားပြီးတော့ပြထားခဲ့လိုက် value sorry value value okay ပြီးတဲ့အခါမှာသူ့ရဲ့ width ဘယ်လိုတိုင်းဒီ width သူ့တိုင်းရဲ့ width ကိုဟိုကသူ့ကိုသွားပြီးတော့200သွားပြီးတော့ပြထားခဲ့လိုက်ပြီးရင်သူ့ရဲ့ height HIGD height ဆိုတော့သူ့ရဲ့ height ကိုလည်းကိုယ်က200ပြီးခဲ့လိုက်ဒါဆိုရင်ရပြီကိုယ်ကသူ့ကိုသွားပြီးတော့ဆိုတော့ဒီ left QR က new QR အတက်တစ်ခုကိုသွားပြီးတော့ရယူမယ်ဘယ်ထဲမှာလဲ QR ပဏ္ဍာထဲမှာဆိုတော့ QR ပဏ္ဍာကဘယ်လိုသွားရယူမှာလဲသူ့ရဲ့ touch က QR touch ရဲ့ value ကိုယူထားမယ်ပြီးရင်သူ့ရဲ့ width က200 height က200အားလုံးက individual width ကို height ကို200ပတ်လေရနိုင်မယ်လို့ပြောတာပြီးတော့ဒါဆိုရင်ရလာပြီကိုယ်ကသူ့ကိုသွားပြီးတော့ထပ်ပြီးတော့ဘာလို့ဒီလဲဆိုရင်QR code ကိုတို့က generate လုပ်ပြီးဆိုရင်လေဒီမှာလာပြီးတော့ဒါဒီလိုလို့တော့ရေးတယ်ပဲဒါပါ generate လုပ်ပြီးဆိုရင်သူကနောက်ဘက်မှာလေQR code တော့မင်းတော့ JS ရဲ့လောက်ဆောင်ချက်ကအချိန်နည်းနည်းလေးသူကကြည့်ရတယ်။နောက်ချက်ချင်းကြီးဒီမှာလာပြီးတော့တန်းပြီးတော့ပြမယ်ဆိုရင်ချက်ချင်းပြမယ်ဆိုသူ့မှာ error တွေပါကောင်းပေါ်လာနိုင်တယ်။အဲဒါကြောင့်မလို့ကိုတို့ကသူ့ကိုနည်းနည်းလေး5 millisecond လောက်ဖြစ်ဖြစ်ကိုတို့ကစောင့်နိုင်ရင်စောင့်တင်တယ်။ okay နော်5 millisecond ဖြစ်ဖြစ်5second လောက်ဖြစ်ဖြစ်စောင့်တင်ရင်စောင့်ရမယ်ကိုတို့က okay နော်စောင့်တာပို့ပြီးတော့ကောင်းတယ်ပေါ့သူ့ကို error တွေဖြစ်တော့လို့ပြီးတော့ဒါဆိုရင်ပြဒီမှာ set time ရောက်ဆိုရင် function လေးရှိတယ် set time ရောက်ဆိုတဲ့ function လေးကိုတော့ပြီးတော့ okay sorry time လေးခါလေးနေနေဆိုတော့ activity TNME ဒီ activity set TNME time OUT ရောက် set time ရောက် okay အဲ့ဒီမှာတော့ပြီးတော့သူကset time ရောက်မှာဒါမျိုးလေးတော့ပြီးတော့ရေးထားလိုက်ဘာသူ့ကိုတော့ပြီးတော့ millisecond 900ကျင်နေတိုင်းမှာလို့ရှင်တာဆိုရင်ဒီဒါမျိုးလေး arrow function လေးကိုသုံးထားအောင်မယ်ဒီမှာလာပြီးတော့ပုံမှန်လေးခံပြီးတော့500ဆိုတာ900 millisecond ကိုကိုယ်ကပြောတာဟုတ်လား okay နော်ဆိုတော့500 millisecond ကျင်နေတိုင်းမှာကိုယ်ကလည်းလို့ရှင်တာဖြစ်တဲ့အတွက်ဆိုတာမျိုးလေးပေါ့သူ့အောက်ကိုပြီးတော့ဒီနေရာမှာလာပြီးတော့500လို့ပြောပြီးတော့ပြထားခဲ့လိုက်500 millisecond 900 millisecond ပြည့်မှသာ QR code ကလာပြီးတော့ပေါ်နေမှာကိုပြောချင်တာ okay နော်ဒါဆိုရင်ရတူကိုသွားပြီးတော့ left ထဲကနေဆိုတော့အခုတို့က QR code ကဒီနေရာမှာအဲ့ဒီ QR code တွေက QR code library ကကိုတို့QR code ကို IMG နေနဲ့ကိုတို့မပေးဘဲနဲ့ဟုတ်ကဲ့ IMG နေနဲ့မရောက်လာဘူး
ရောက်လာတဲ့အချိန်မှာလည်းကိုတို့ကသူ့ကိုသွားပြီး download ချလို့မရဘူး download ချဖို့လိုချင်တယ်ဆိုရင်ကိုတို့ကသူ့ကိုသွားပြီးသုံးရမှာ Canva ဆိုတဲ့ကောင်လေးကိုသွားပြီးသုံးလို့ရမှာတော့စီးရန် PS Canva ကိုသွားပြီးထားလိုက်ဒီလို CUMENT document တော့ create element Canva element တွေကိုသွားပြီးတော့ create လုပ်မယ် create element ဘယ်သူ့ကိုသွားလုပ်မှာလဲဆိုတော့ CUMES Canvas ကိုသွားပြီးတော့ create လုပ်မှာဒါဒီ Canvas ကို create လုပ်လိုက်တာကကိုရဲ့ display မှာမဟုတ်ဘူး memory မှာပဲသွားပြီးတော့လုပ်တာဘာလို့လုပ်တာလဲဆိုရင်ကိုတို့ကသူ့ကို IMG တွေကိုသူ့ကိုဆွဲဖို့အတွက် draw လုပ် IMG ကို draw လုပ် image တွေကို draw လုပ်ဖို့အတွက်ကိုတို့က Canvas ကိုသုံးရတာပြီးရင်ဒီ IMG Canvas ဆိုတဲ့ element တွေက Canvas ဆိုတဲ့ဒီကောင်လေးကကိုတို့ image တွေကို download လေးပဲဖြစ်အောင် download လုပ်လို့ရတဲ့ format ဖြစ်အောင်သူကဖန်တီးပေးနိုင်တယ် okay နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကိုတို့က Canvas ကိုယူသုံးရတာပြီးတဲ့အခါမှာ anime left ကနေ IMG ဆွဲဆိုတော့သူက C1DIN က container.query selector တွေကနေဆိုတော့ IMG ကိုသွားပြီးတော့ and ရွှေ့ထားလိုက်မယ် IMG ဆိုတော့ပြောချင်တာကဒီကောင်က IMG ဆိုတာ IMG format ကိုကိုယ်က default တိုင်းသွားပြီးတော့သတ်မှတ်ထားတာဝင်လာတဲ့ QR code တွေကို IMG တစ်ခုဖြစ်အောင် image တစ်ခုဖြစ်အောင်ကိုယ်ကသွားပြီးတော့ default တိုင်းသွားပြီးတော့သတ်မှတ်ထားမှာ QR container ထဲမှာ query selector IMG ဟုတ်ကဲ့နော် QR container ထဲမှာဝင်သွားတဲ့ကောင်တွေကို IMG အနေနဲ့ဖြစ်သွားအောင်ပြောချင်တာဟုတ်ကဲ့နော်အဲ့ဒါဆိုရင်ရဒါဆိုရင်တွားပြီးတော့ connection ဖြစ်ခြင်း if အကယ်၍အဲ့ဒီ IMG တွေကရှိနေခဲ့မယ်ဆိုရင်ဒီမှာလာပြီးတော့ဒါပါတော့ဆိုတော့သူ့မှာလာပြီး CMPS canvas.get content ကို CONTN content ကိုက 2D လို့သွားပြီးတော့ပြထားခဲ့လိုက်ဘယ်လိုလဲ Canva ကိုသုံးပြီးတော့ IMG တွေရှိနေခဲ့မယ် image file တွေအဲ့ဒီထဲမှာရှိနေခဲ့မယ်ဆိုရင်ကိုကCanva ကိုသုံးပြီးတော့ 2D drawing ပုံတွေကိုတွားပြီးတော့ယာယူမှာ okay 2D drawing ပုံဖြစ်ဖန်တီးလိုက်မှာ okay အဲ့ဒါဆိုရင်ရပြီဒါဆိုရင်ကိုကစီရင်အဲ့ဒီ Canva ရဲ့သူ့ရဲ့ width ကဘာနဲ့တွားပြီးတော့ညီပြီးရပြီလဲဆိုရင် IMG ကိုပုံမှန်ဖတ်မှတ်ခဲ့တဲ့200 pixel ရှိတယ်ဆိုတော့သူ့ရဲ့ width နဲ့တွားပြီးတော့ညီထားလိုက်မှာဆိုတော့ IMG ရဲ့ width နဲ့တွားပြီးတော့ညီထားမှာ okay ပြီးရင်သူ့ရဲ့ PNVS canvas.height canva.hdid canva.height ကလည်းတူပဲကို IMG ရဲ့ hdid height နဲ့တွားပြီးတော့ညီထားလိုက်ရပါပြီဒါဆိုရင်သူက200 pixel ရှိတဲ့ပုံတစ်ခုကိုရှာနေတယ်အဲ့ဒါဆိုရင်ရပြီပြီးတဲ့အခါမှာသူ့ရဲ့ဒီ QR container ရဲ့ပေါ်လာတဲ့ပုံစံက QR container ကိုကိုကဒီမှာ CSS မှာတော့အလဲမှာ display file ဆက်စပိုင်း connection မှာလို့အလဲမှာပို့ခဲ့တာဆိုတော့အဲ့ဒီအလဲရဲ့ဘယ်မှာသူကပေါ်ရမှာလဲဆိုရင်သူ့ရဲ့ position ကိုတော့ရသတ်မှတ်ပေးထားလိုက်အောင်မယ်အခုကအဲ့ဒီ CDH က draw image သူ့ကိုတော့ရော draw image ဆိုတဲ့ function ဆိုတော့အဲ့ဒီ IMG တွေကိုသူကဒီနေရာ position နဲ့ဆိုရင် left CU top CU မှာတော့ရော position နဲ့ပြည့်ပြည့် CU ပေါ်မှာ CU တော့ပေးထားခဲ့တယ်ဒါဆိုရင်သူကအလဲခဏတက်စားလေးမှာပေါ်နေလိမ့်မယ် okay အဲ့ဒါဆိုရင်ရပြီဆိုရင်တကယ်လို့ဒီမှာကိုက URL နေရှိခဲ့မယ် link နေရှိခဲ့မယ်ဆိုရင်အဲ့ဒီ link နေအားလုံးကဒီ URL ကိုဝင်သွားရမယ်ဟုတ်လားဝင်သွားပြီးတော့ကြာရင်ဒီအဲ့ဒီ download PTN မှာဒီဝင်သွားတဲ့ image တွေကိုကိုကလူ့ကိုက Canva ကိုသုံးပြီးတော့ Canva ကိုသုံး download လေးပဲပြအောင် download လုပ်လို့ရတဲ့ format ပြအောင်ဖန်တီးလို့ရတယ် Canva က QR code ကဒီ QR code library ကပြတဲ့ QR code တွေကို create လုပ်ပြီးတဲ့ QR code တွေကိုသူကbase60 JPEG file တွေဖြစ် base60 image file တွေဖြစ်သူကပြောင်းလဲပြီးတော့ download လုပ်လို့ရတယ်ပြင်တာကသူရဲ့ data URL format အဖြစ်ပြောင်းလို့ရတယ်ဘယ်လိုသွားပြီးတော့ပြောင်းမှာလဲဆိုရင်ကိုတို့ကသူ့ကိုလည်းဒီကို document download office document လို့ဒီ download PDN ကိုအဲ့ဒီထဲက link နေဆိုတော့အဲ့တက်မှာကိုသုံးရဆိုရင် HR ကြီးရဆိုတော့သူ့ထဲက hyper reference တွေကိုတို့ကသိရင် Canvas ကိုသူ data URL ဖြစ်သွားပြီးတော့ပြောင်းဆိုတော့ဘာ data URL အနေနဲ့တော့ပြောင်းသွားတယ်ဘယ်လိုလုပ်သိချင်တာက image file ဖြစ်တဲ့အတွက် IMG image ထဲကနေမှာ JPEG file ဖြစ် JPEG file ဖြစ်သွားပြီးတော့ပြောင်းလိုက်လိုက်မှာဒါဆိုရင်သူကရသွားပြီပြောချင်တာကသူက okay ဒီတိုင်းလေးပေါ့ဆိုတော့သူကဘာလို့ဒီလိုမျိုးဖြစ်သွားရလဲဆိုရင်တော့ရပြောင်းလိုက်ကြဆိုတော့ Canva content တွေကိုSo base 60 ရှိရယ် base 60ဆို base 64ပြောတယ် base 64
ဆို base64 ဖြစ်တဲ့ JPEG file နဲ့သွားပြီးတော့ပြောင်းထားတာနော်အဲ့ဒါကြောင့်မလို့ကိုယ်က download လေးပဲလုပ်လို့ရသွားတာတနည်းအားဖြင့်ကို data URL format လို့ခေါ်တယ် QR ဆိုတာ image format okay အဲ့ဒါက URL format လို့ခေါ်တယ် okay ဒါဆိုရင်ရသွားပြီကိုယ်ကသူ့ကိုသွားပြီးတော့download PDN လေးကိုသွားပြီးတော့ design သွားပြီးတော့ရှာလိုက်မယ် download PDN ကိုသူ့ရဲ့ active time လေး this time ကို time မှာသူ့ရဲ့ display ကိုကိုယ်က inline block သွားပြီးတော့ပေးထားခဲ့လိုက်အဲ့တော့အားရ inline ကနေ inline PM okay inline block okay အဲ့ဒါဆိုရင်ရသွားပြီကိုတို့ဒီမှာပြင်တော့မချင်တော့အကုန်ကုန်သွားပြီဆိုတော့သူ့ကိုသွားပြီးတော့ကြည့်ကြည့်အောင် real လုပ်မယ် JavaScript ဆိုတော့ကိုယ်က extract လေးကနေ console ကိုသွားပြီးတော့ဖွင့်ထားလိုက်မယ် okay နော်ဒီမှာလာပြီးတော့ data လေးချုပ်သွားပြီးတော့ရိုက်ထည့်ကြည့်မယ်အားအဲ့လိုပြီးလက်အောင်ယူကြည့် generate ကိုသွားပြီးတော့နှိပ်ကြည့်မယ်ဒါဆိုရင်ကြည့်လိုက်ကိုတို့ကဒီမှာဘာကိုရနေပြီလဲအကိုတို့ရဲ့QR code တစ်ခုကိုရနေပြီဟုတ်လား okay နော် QR code တစ်ခုကိုရသွားပြီကိုတို့က okay နော်ဒါဆိုရင်ဒီမှာလာပြီး download သွားပြီးတော့နှိပ်ကြည့်မယ် okay ဆိုတော့ download ကဒီမှာ not allow ဆိုပြီးတော့ဖြစ်နေတယ် okay download လုပ်တာကကိုတို့ကဒီမှာ error ဖြစ်နေတယ်ပေါ့ဒီမှာလာပြီးတော့ကြည့်ဖို့သွားပြီးတော့စစ်ကြည့်မယ်ဆိုတော့ဘယ်နေရာမှာ error ဖြစ်နေရတယ်ပေါ့ n9 ဆို download PDN HIF okay okay သူ့ကိုသွားပြီးတော့ကိုတို့ကဘာမှလုပ်ရသေးဘူးလေဆိုတော့ download ဖြစ်သွားမယ်ဖိုတိုကိုတို့ကဘယ်လိုမျိုး download လုပ်မှလဲဆိုတော့သွားပြီးတော့ပြောရသေးဘူးဆိုတော့ download PDN တွေကတော့ download လုပ်တဲ့အခါမှာဒီကို WN MOG download လုပ်တဲ့အခါမှာသူ့ကိုသွားပြီးတော့ဘယ်လိုနာမည်နဲ့သွားပြီးတော့ download လုပ်မှာလဲဆိုတော့ URCOD code.jpg ဆိုတဲ့နာမည်နဲ့သွားပြီးတော့ download လုပ်မယ်လို့ပြောထားလိုက်မယ် Control S ကိုနေပြီးသွားပြီးတော့ reload ပြန်လုပ်မယ်ဒီမှာလာပြီးတော့သွားပြီးတော့ data ချုပ်သွားပြီးတော့ရိုက်ထည့်ကြည့်မယ်အဲ့လိုပြီးရgenerate ကြီးကိုသွားပြီးတော့နှိပ်ကြည့်မယ်ပြီးရင် download သွားရှာကြည့်မယ်ဒါဆိုရင်ဒီမှာကြည့်နိုင်လို့ download လုပ်လို့ရသွားပြီဟုတ်လားဒီမှာသွားကြည့်မယ်ဆိုရင် QR code တစ်ခုကိုတို့ကခံဒီလို့ရသွားပြီ okay เนาะဒါဆိုရင်ဒီမှာလာပြီးတော့ QR code generator ဆိုတဲ့ကောင်လေးကခံဒီလို့ပြီးသွားပြီပေါ့ okay ဆိုတော့ဒီထက်ကနေညမတို့ကဒီနည်းတစ်ပုံနားလေတော့လိမ့်မယ်လို့ယူဆရတယ်ယူဆရဆိုတော့ဒါကအရင်ကြီးခက်ခဲတဲ့ app တစ်ခုတော့မဟုတ်ဘူး small app လေးတွေဖြစ်တဲ့အတွက်အများကြီးခက်ခဲလည်းမရှိဘူး okay เนาะဆိုတော့ညီမတို့ရေးထားတဲ့ project တွေကိုလည်းကိုရီးယားဒီအောက်ကရှက်ပေါက်မှလာပြီးတော့လည်းပြလို့ရတယ်အခုလိုနေနဲ့ပြန်ပြီးတော့ဒီ mod project တွေမှာဘာတွေလိုအပ်ချက်ရှိလဲဆိုတာတွေပြန်ပြီးတော့တက်နိုင်ဆုံးပြန်ပြီးတော့စစ်ဆေးပေးမယ် okay เนาะဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲကိုလိုနေနဲ့ဆိုတော့ဒီ QR code generator ဆိုတဲ့ app လေးကိုလေ့လာခြင်းအပြင်ညီမတို့အနေနဲ့အကျိုးရှိမှုပညာတွေစုံတွေရသွားပါလိမ့်မယ်လို့ညွှန်လင့်ပါတယ်ဆိုတော့ဒီလေးကိုကြည့်ပေးတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲခရူးဆိုင်ကြပါ okay